စက်ရုံတွေမှာ robotic arms တွေနဲ့ pneumatic cylinders တွေကဘယ်လိုလုပ်ပြီးတိကျမြန်ဆန်တဲ့လှုပ်ရှားမှုတွေကိုဖန်တီးနေတာလဲအဖြစ်ကတော့ pneumatic solenoid valve ပါပဲဒါဟာ automation လောကရဲ့ဦးနှောင်နဲ့ကြွတ်သားကိုဆက်သွယ်ပေးတဲ့အဓိက component တစ်ခုဖြစ်ပါတယ်နီးပညာရပြောရရင် solenoid valve ဆိုတာ electromechanical device တစ်ခုပါသူကလက်စစ်စွမ်းအင် electrical energy ကိုအသုံးပြုပြီးလေဖိအား pneumatic pressure ကိုထိန်းချုပ်ပေးတာပါဥပမာဗီဒီယိုထဲမှာပါတဲ့ 5x2 wave valve ဆိုတာအပေါက်9ပေါက်နဲ့အလုံးလုံးပုံအဆင့်2ဆင့်ရှိတာကိုဆိုလိုတာပါသူရဲ့အတွင်းပိုင်းမှာ solenoid coil လေးရှိပါနဲ့ PLC ဒါမှမဟုတ် switch တစ်ခုကနေလျှက်စစ်စီးကြောင်းပေးလိုက်တဲ့အခါ magnetic field တစ်ခုဖြစ်ပေါ်လာပြီး valve အတွင်းက spool ကိုဆွဲတင်လိုက်ပါတယ်အဲ့ဒီအခါမှာအဝန်းလေလမ်းကြောင်းပွင့်သွားပြီး pneumatic cylinder ကိုရှေ့သို့နောက်ငင်ကြအောင်တွန်းပို့ပေးလိုက်တာပါဒီ valve တွေဟာ IP65 protection အဆင့်ရှိတဲ့အတွက်ဖုန်းညရေစိုးတန်းကိုခံနိုင်ရရှိပြီး brass ကျေးဝါဒါမှမဟုတ် aluminum alloy နဲ့ပြုလုပ်ထားလို့တာရှိခံပါတယ်millisecond ပိုင်းတွင်တုံ့ပြန်နိုင်တဲ့အတွက်မြန်နှုံးမြန်ထုတ်လုပ်မှု line တွေမှာမရှိမဖြစ်အသုံးပြုကြပါနဲ့အကျုပ်အားဖြင့်ပြောရရင် pneumatic solenoid valve ဆိုတာ laser signal တစ်ခုတည်းနဲ့ကြီးမားတဲ့လက်ဖိအားယန္တရားတွေကိုစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်